မြတ်စွာဘုရားကတမာဏတ္တဓာန်တူထားပြီးတော့ဆက်ဆံရမယ်လို့ဟောတယ်ဓာန်တူထားပြီးတော့ဆက်ဆံတယ်ဆိုတာလောကကိုချီးမြှောက်ခြင်းပဲဓာန်တူမထားဘဲနဲ့ဆက်ဆံလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါလောကကိုဟာထိခိုက်အောင်နစ်နာအောင်လုပ်တယ်လို့ဖြစ်သွားတယ်ဟုတ်တယ်တစ်ဖက်ကိုအထင်သေးပြီးတော့ဆက်ဆံအဲ့ဒီလူကနာကျင်သွားပြီတတလုံးကိုမေ့တော့မှမဟုတ်တော့ဘူးဟုတ်လားအဲ့ဒါမှတ်ထားနော်အဲ့ဒီကိစ္စတွေကိုမှတ်ထားနော်သဘောပေါက်လားဘုန်းကြီးပြောတာကိုဒါကြောင့်ကိုယ့်ရဲ့ဆက်ဆံရေးကလူတွေရဲ့စိတ်ထဲမှာတော်လိုက်တာကောင်းလိုက်တာသဘောထားကြီးလိုက်တာမြင့်မြတ်လိုက်တာဆိုတဲ့ခံစားမှုမျိုးရသွားရင်သူတို့စိတ်ထဲမှာဘာဖြစ်သွားလဲကျဉ်းနှံ့သွားမေတ္တာသဘောလည်းဖြစ်သွားတယ်နောက်မှရှင်ခွဲခြားဆက်ဆံခံလိုက်ရပြီဆိုတာနဲ့သူဘာကြီးဖြစ်နေအဲ့ဒီလူကတော့ဒီလူကိုအထင်လည်းမကြီးဘူးသူစိတ်ကနာလည်းနာကျင်သွားတယ်အတိအမှတ်အပြုတ်မခံရတာစိတ်ကိုဘလောက်နာကျင်သေးတယ်လဲဆိုတာဟုတ်လားအဲ့တော့ဒါဘာကိုမြင်လဲရတယ်လဲဆိုတော့တရားတိုင်းရဲ့စိတ်ဟာကိုယ့်ကိုအတိအမှတ်ပြုစေခြင်းနဲ့ဆိုတာလေးကရှိနေတယ်ရှိတဲ့နာမရှိတဲ့နာကိုဘုန်းကြီးကပြောနေတာမဟုတ်ဘူးရှိနေတာရှိမနေတာကိုပြောနေတာရှိနေတဲ့အတွက်ကြောင့်ဘုန်းကြီးတို့ကဘာလို့ပေးရမလို့အတိအမှတ်ပြုရမှာဟုတ်တယ်မို့လားလူတိုင်းကိုဒီတရားလေးတွေကဒီလိုလို့နားလည်ပြီးတော့ဘုန်းကြီးတို့ရဲ့သူ့ပေါ်မှာထားတဲ့သဘောထားလေးတွေကတက်နိုင်နေမြဘာလို့ရမလို့ကောင်းမွန်မှုမှာညီမျှနေရမယ်ခုကျတို့ကကောင်းတော့ကောင်းတယ်မညီမျှဘလို့မညီမျှတာတော့ကိုယ်စိတ်ထဲကောင်းကျင်တဲ့လူပေါ်မှာပဲကောင်းမယ်အဲ့လိုကြီးသွားတာနော်ကိုယ်စိတ်ထဲကောင်းကျင်တဲ့လူကလည်းဘလို့လူမျိုးကိုကောင်းစေချင်တာတော့အဆန်ရှိတယ်ပညာတတ်တယ်ဟာတော်တယ်တိတယ်ဟာဒီလူကတကယ်ကိုအထက်တန်းလွှာဒါမျိုးဆိုရင်ကိုယ်စိတ်ကဘာဖြစ်ပြီတော့အထင်ကြီးမှုနဲ့ကောင်းလေးဆက်ဆံခြင်းနဲ့ပေါ့နော်ကိုယ်စိတ်ထဲကဒါဒီဘာမှမရှိနေဘူးဆိုရင်ဒီလူကိုဘလို့ဖြစ်သွားပြန်ပြီတော့စဉ်းစားကြည့်နော်အရန်ဆင်းရဲနွမ်းပါပြီးတော့အရန်ချိုးငဲတဲ့လူမွေးလူရောင်မပြောင်းတကယ်လူဒုက္ခိတလိုမျိုးတွေ့ပြီဆိုရင်ကျွတ်ရဲ့စိတ်ကဘလို့တော့လူချင်းအတူတူပါပဲလျှဲနဲ့ကိုယ်စိတ်ထဲကအလွန်ထင်ကြီးရတဲ့အခြေအနေမျိုးလို့သတ်မှတ်ထားတဲ့လူပေါ်မှာဆိုရင်တော့ကိုယ့်ရဲ့စိတ်တွေကတစ်မျိုးဖြစ်တယ်အဲ့ဒီလိုအမျိုးမျိုးဖြစ်တဲ့ဒီစိတ်ရဲ့သဘာဝကိုဘုန်းကြီးတို့ကနားလည်ပြီးတော့ဒီတမာဏတတ္တာကိုနဲ့ဓာန်တူထားပြီးတော့ဆက်ဆက်နေသူလဲလူတယောက်ကိုလဲလူတယောက်သူလဲဒုက္ခသည်တယောက်ကိုလဲဒုက္ခသည်တယောက်ဘာမှကွာသေးတာမဟုတ်ဘူးဟုတ်တယ်မို့လားဘာမှကွာသေးတာမဟုတ်အပေါ်ယံအခုကွာနေတယ်ဆိုတာလေးကတကယ်မှပါလေးပါပိုက်ဆံရှိတယ်မရှိဘူးတော့ခေပညာတက်တယ်မတက်ဘူးရုပ်လှတယ်မလှဘူးဆိုတာကအလွန်မှပါးလွှာတဲ့ကိုပြချမ်းသာချက်ကလေးဘာမှမပြောပတ်တော့ဘူးသို့တော့ဘာမှမပြောပတ်တော့တာကြီးပဲကျွတ်တို့ရဲ့စိတ်ကဘလို့ဖြစ်လဲပုံကြီးချဲ့နေတယ်ဟုတ်တယ်မို့လားအတွင်းမှာနဲ့ဆိုင်တူးနေတဲ့တူညီမှုကိုမြင်သလားနဲ့ဆိုင်တူညီနေတဲ့တူညီမှုကတော့တလုံးနဲ့ပြောရင်ဒုက္ခသစ္စာပဲဒါထက်ပိုပြီးတော့ခကြမ်းမြင်လွယ်တဲ့အမှန်တရားကိုပြောရင်အကုန်လုံးကသေခြင်းစီကိုရှေ့ရှုပြီးတော့သွားနေကြရတယ်မတင့်တယ်သောမတတ်ရသောညှဉ်းနှွမ်းသောအညစ်အကြေးကိုတည်ဆောင်ပြီးတော့နာကျင်ခံခက်တတ်သောတဘာဝကိုထံပိုးရင်းနဲ့ပွားနေရတယ်အထူးလို့တော့အဲ့ဒီမထူးတာတွေကိုမြင်မှဆက်ဆံရေးကဘာဖြစ်မလို့ညီမျှသွားမှာနော်ခုကျွတ်တော့ဘာတွေပဲမြင်တယ်ထူးတာတွေကြီးမြင်နေတယ်ဟုတ်လားမြင်လိုက်တာနဲ့ကြီးကောင်းတယ်ကြီးမကောင်းဘူးသူတို့ကဘယ်အဆင့်နဲ့တူတယ်ဟာတခါတည်းစိတ်ကဘာလို့တော့အလေးအကျင့်ကြီးကလည်းပါနေတော့ကျွမ်းကျင်နေတယ်မြင်တာနဲ့ကိုအထင်သေးသေးရလားအထင်ကြီးသေးရလားတခါတည်းဆုံးဖြတ်ပြီးတော့အထင်ကြီးမှုအထင်သေးမှုကတခါတည်းပါသွားပြီလားဘာဖြစ်သွားပြီတော့သင်္ခါတရားပြက်တယ်နော်လောကကိုဓာန်တူမထားနိုင်ဘူးလူတွေကိုဓာန်တူမထားနိုင်ဘူးဓာန်တူထားခြင်းဟာဘာလဲချီးမြှောက်ခြင်းတော့ကိုကျွတ်တော့ဓာန်တူမထားဘူးဆိုတော့လောကကိုနှိပ်စက်နေတယ်လို့မျိုးဖြစ်နေတယ်အဲ့တော့ဒါပါလေသင်္ခါတရားလောကကိုချီးမြှောက်တယ်ဉာဏ်ရှိမှလုံနိုင်တာအစွမ်းအစရှိမှလုံနိုင်တာစိတ်ကောင်းနှလုံးကောင်းရှိမှလုံနိုင်တာ